အားလုံးပဲမင်္ဂလာပါရှင်စိန်ထော့ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေယခုဒီဇင်ဘာကြောင်းလေးကတော့လက်မထက်ရသေးပဲချစ်သူတထေးမဲ့သလုံးစိန်နဲ့ဟန်နီမျိုးတော့ပြခဲ့လို့လူပြောများနေတဲ့ရွံ့ရွံ့ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်လက်တလော Facebook နဲ့ TikTok မှာရွံ့ရွံ့တို့စုံတွေရဲ့ပုံရိပ်လေးတွေကတော်တော်လေးကိုပြည့်နေနေတာလည်းဖြစ်ပါတယ်ရွံ့ရွံ့ရဲ့ချစ်သူကတော့ပရိသတ်တွေသိပြီးသားဖြစ်တဲ့မိတလုံးစိန်ကိုတန့်စင်မဲ့ဖြစ်ပါတယ်ရှင်သူကတော့တာမန်လူမဟုတ်ပဲနဲ့အတန်ကောင်းတဲ့ဆိုတော့တူဖြစ်သလိုမန္တလေးမြို့ကနာမည်ကြီးစေတနာကုံတဲ့မိသားစုရဲ့သားကျောင်းပြည်စေတနာလုပ်ငန်းပိုင်ရှင်တထေးသားတူလည်းဖြစ်ပါတယ်ဒီလိုပြည်စုံနေတဲ့တထေးသားလေးတယောက်ကရွံ့ရွံ့လိုမင်းသမီးချောလေးကိုတုံနေအောင်ချစ်တာမြင်ရတော့ပရိသတ်တွေကလည်းကြည်နူးနေကြတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှချစ်သူကိုတန်းစင်ရဲ့မွေးနေ့ပွဲလေးကိုရွံ့ရွံ့ကဦးစီးပြီးခက်ခက်နနာချစ်မခဲ့တာလည်းအားလုံးအသိပါပဲအခုတော့အဲ့ဒီမွေးနေ့ပွဲပြီးအပန်းဖြေတဲ့အနေဖြင့်သူတို့စုံတွေဟာရှမ်းပြည်နယ်ဘက်ကိုခရီးသွားခဲ့ကြတာလည်းဖြစ်ပါတယ်အေဂျင့်နဲ့ကလောမျိုးရဲ့ထင်းချိုးတော်တွေကြားမှာရိုက်ကူထားတဲ့သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကတကယ်ကို romantic ဆန်လုံးနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အချစ်ကြီးတော့အမျက်ကြီးတယ်ဆိုသလိုပါပဲ။ပရိသတ်တချို့နဲ့မီဒီယာတွေကြားထဲမှာဝေဖန်သံတွေထွက်ပေါ်နေတာလည်းတွေ့ရှိရပါတယ်။အဓိကပြောဆိုနေကြတာကတော့လက်မထက်ရသေးပဲနဲ့နှစ်ယောက်တည်းခရီးသွားတာတင့်တော်ရဲ့လားဒါဟာလက်မထက်ခင်ဟန်နီမူထွက်တာလားဆိုပြီးတော့မိကုန်းဝင်ထုတ်နေကြတာလည်းတွေ့ရှိရပါတယ်။မြမရင်ကျေးမှုရလက်မထက်ခင်ဒီလိုခရီးအတူသွားတာကိုမျက်စိနှောက်နေကြတဲ့သဘောပါပဲ။ဒီနေရာမှာတော့တခြားသိထားရမယ့်အချက်လေးတစ်ခုရှိပါတယ်။ရွံ့ရွံ့နဲ့ကိုတန့်စင်တို့ဟာခရီးတူသွားကြတယ်ဆိုပေမဲ့ရွံ့ရွံ့ဟာမြမမင်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာကိုတော့အပြည့်အဝစောင့်ထိန်တဲ့သူတယောက်လည်းဖြစ်ပါတယ်။နီးစပ်ရာအတိုင်းဝိုင်းရဲ့ပြောဆိုချက်အရသူတို့နှစ်ယောက်ဟာဟိုတယ်မှာတယောက်တစ်ခန်းစီတီးတန့်ခွဲနေကြတယ်လို့လည်းသိရှိရပါတယ်။ဒါကိုကြည့်ချင်အဖြစ်ရွံ့ရွံ့ဟာခင်မီတဲ့မင်းကလေးတယောက်ဖြစ်ပေမဲ့ကိုတောင်မို့ထားတတ်သလိုမိရိုပလာရင်ချင်းမှုကိုလည်းလေးစားလိုက်နာသူဆိုတာပေါ်လွင်နေတာလည်းဖြစ်ပါတယ်။ခရီးသွားတာကတော့ချစ်သူတွေကြားမှာနားလည်မှုပိုရှိအောင်တယောက်အကြောင်းတယောက်ပိုသိအောင်လေ့လာနေတဲ့သဘောပါပဲ။နေ့ဘက်မှာအတူတူလဲဘက်ပြောပါကြပေမဲ့ညဘက်မှာတော့ကိုစီကိုပေါင်းနဲ့နေထိုင်ကြတာဟာတကယ်ကိုချီးကျူးစရာပါပဲ။ကိုတန်းစင်အနေနဲ့လည်းချစ်သူကိုတောင်မို့ထားပြီးအလိုလိုက်ယူဆိုင်တာတွေတွေ့ရသလိုရွံ့ကလည်းကိုစီကိုပေါင်းကိုမကြော်ပဲရက်တီပြနိုင်တာကဒီစုံတွေရဲ့ခိုင်မာမှုကိုပြသနေတာလည်းဖြစ်ပါတယ်။လူတွေကဟန်နီမူလို့ခေါင်းစဉ်တက်ပြီးဝေဖန်နေကြပေမဲ့တကယ်တမ်းတော့ဒါဟာအယိုရှင်ဆုံးအပန်းဖြေခီးစဉ်တစ်ခုသာဖြစ်ကြောင်းကာယကံရှင်တွေရဲ့ပြုမှုကသက်သေပြနေတာလည်းဖြစ်ပါတယ်ရှင်။ရွံ့လို့စုံတွေကိုကြည့်ပြီးတော့အချစ်ရေးမှာယုံကြည်မှုနဲ့လေးစားမှုကအရေးကြီးဆုံးပါပဲ။လက်မထခင်ခီးသွားတိုင်းအစိုးမြင်စရာမလိုပါဘူး။အဓိကကိုချင်းတရားကိုကိုယ်တိုင်စောင့်ထိန်ဖို့ပါပဲ။ရွံ့ကတော့မင်းသမီးတယောက်အနေနဲ့ရောမြမမင်းကလေးတယောက်အနေနဲ့ပါဆံမြဖြစ်သွားအောင်နေထိုင်ပြသသွားခဲ့တာလည်းတွေ့ရှိရပါတယ်။ကဲပရိသတ်ကြီးရဲ့ရွံ့တို့စုံရဲ့ကလော်ခီးစရာဘောဘလို့မြင်ကြတယ်လဲလက်မထခင်ခီးသွားတာကိုလက်ခံလားဒါမှမဟုတ်ရှေးရွဆွဲတိုင်းရှေးတင်တယ်လို့ထင်လားရွံ့တို့ကိုစီကိုစောက်ပြီးနေထိုင်တာကရောဘလို့မချက်ပေးခြင်းပါတယ်လဲရှင်မိမိတို့မြင်လေးကိုပြောသွားပြကြပါအောင်ရှင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတော့လဲအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်